Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Jake Creator KCS ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုတော့ဖြင့် Roblox ထဲကကျွန်တော်ရေဘာလဲmap နေတော့မေ့သွားကျွန်တော် Roblox ထဲ very well တွေ like ယူရတဲ့ game ကိုကျွန်တော်ဆော့မှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီခေတ်ရပါတော့ YouTube ပါရတဲ့ကျွန်တော်များများဆော့နေကြပေါ့ဗျာ yeah အဲ့ဒါကျွန်တော်လေးဆော့မှာပေါ့ဗျာအားလုံးပဲအဲ့ဒါ 7 နဲ့Let's go ခဏနေအောင်ကျွန်တော်ရဲ့ channel subscribe လုပ်လို့မေးကြတယ် subscribe ဘတ်တန်ပေးတာခါလုံးနှိပ်တော့လို့မေးကြပါနဲ့အားလုံးပဲဒီဗီဒီယိုလေးလိုက်ပြီးတော့ရပါကြအားလုံးပဲ channel ဆွဲတော့အားလုံးပဲရနေတော့ရအောင် Let's go ကြအားလုံးပဲခုဆောင်ပြီးကျွန်တော် game နဲ့ရတယ်ကျွန်တော်ဒီမှာနည်းနည်းဆက်ထားကြရပါဗျာကျွန်တော်ရှိမှာအကောင်လားဆိုကျွန်တော်ဒီမှာ revive ညှက်မှာပါဗျာ revive လုပ်မှာကျွန်တော်ဒီမှာထွန်းစာဦးရဲ့Chubby ကျွန်တော်နာမည်မကောက်တော့ပါဘူးတော့ဒီမှာ revive လုံးနှုတ်ခုဆောင်လာပြီးကျွန်တော်ပတ်စံတားများနေကျွန်တော်ဆော့ထားတော်တော်များသွားအားကြောင့်ကျွန်တော်တောင်းပါမယ်လာလုံးနဲ့တောင်းပါနေလို့ပြောတာဟာတောင်းပါပါကျေးဇူးပါတယ်နောက်အဲ့လိုမျိုးမဖြစ်သေးရပါဘူးလို့နော်ကျွန်တော်ဒါလေးရှောင်းလာအောင်ကျွန်တော်ပတ်စံများဆုံးခိုက်တန်လေးပါပြောင်းကျွန်တော် V1 ချက်ချင်းပြန်တော့ guys 1 2 3 yes ကျွန်တော်ပြန်ပြီး V1 လိုက်ပါ Nice ဘာကြောင့် V1 လိုက်ပါကြောင့်ဘောင်းနေနဲ့ကျွန်တော်ရေသူများပစ္စည်းတွားယူ Yeah boy ဒီကောင်လေးထားလိုက်ပါဘာပြောလဲဆိုကျွန်တော်အခုမှပြန်စလုပ်တာဆိုတော့သူကဟာ30စက္ကန့်ကြောင်လို့တယ်ကွာဒီကချီလုံးမရအကျန်းစီကြံကောင်းနေလုံနေငါငါချော်ရလဲကောင်ပါကွာ Stop it get some help တကောင်ဝယ်ထားဆိုတော့ဟုတ်တယ်ဒီကောင်ခေကျွန်တော်လော့ပိတ်လိုက်ဒီကောင်ကဘယ်သူမှခိုးမှာမဟုတ်ပါဘူးကွာငါလော့ကပိတ်နေတယ်ကျွန်တော်နောက်ထပ်ဟာကြောက်ရှင်ဟိုဖာကောင်ရဲ့ပြီးတော့ဘုပတ်တာပင်းရှိလို့ရှင်တော့နောက်တစ်ခါပြီးပန်းလို့ရတယ်သူစက်ကဟာတခါတမ်းမိရဒီကောင်20ကျော်ပဲကျန်တော့ကျော်လဲချက်ကောင်လည်းဝယ်လို့မရလို့ကျွန်တော် epic ကောင်ရင်ဝယ်ထားတာ epic ရွေးချွပီဟုတ်လားအဲ့ဒါဒီ value ဝယ်ထားလိုက်မှာကိုလေးဒါကျွန်တော်ရေတစာဟူရာအဲ့တော့ဘုံမာတီလို့တေငါထဲရောက်တော့မှာကွာဘာဖြစ်လို့ချလိုက်တာတော့ကျော်ကြီးဟာရှိရတော့ဟောလည်းဘူးမခုမှမဟုတ်ပါဘူးလောရတော့အရင်တိုင်းမပိတ်လိုက်ပါဘူးဒီအပက်က20ကျော်ရ What ဒီကောင်ဟာကျွန်တော်စောနာရှူလိုက်စခန်းလာမသိပေးရပါတယ်ရမယူလာပါဘူးအခုကယူဝတ်လုပ်တဲ့စခန်းလား90စက္ကန့်ကျော်ရောက်တယ်နေဒါကြီးရောသူရဒီမှာစုဝင်နေဆိုဘယ်လောက်ကြာအောင်မဒီမှာလူရဲစုကျွန်တော်ကြည့်ရအောင်15စက္ကန့်16စက္ကန့်19ကျွန်တော်ဒီဟာလေးရှိဝင်ဒီကိုဖန်ဒိုအလားစင်ဟာလော့ပိတ်သွားကျွန်တော်တို့ကြောက်ခွဲဖြစ်သွားလိုက်ဒီဝါဘယ်နှစက္ကန့်လို့လဲ19စက္ကန့်ကျွန်တော်ဘာပစ္စည်းယူဝင်ကောင်းလဲဘာပစ္စည်းယူဝင်ကောင်းလဲပြောရင်ကျွန်တော်မကောကျွန်တော်ယူတော့ရလေးစင်ပြေလို့ပြဒီလေးချင်ဟာမိရဲ့ဒါပေမဲ့ပတ်စံမရှိဘူးလို့ကျွန်တော်ပတ်စံနဲ့တက်လာမယ်ဒီ comment ဆိုရင်တက်နိုင်တယ်ဒါလေးယူထားလိုက်ငါခိုးအောင်မယ်ငါခိုးနေဘာဖြစ်ခိုးနေရတော့ခိုးနေကြအဲ့ကောင်စခန်းပဲမှာလဲသူ့ရှိမှာကွာအပစ်တီလောက်လဲချက်နေကြီးလောက်ဖြစ်နေငါရဟာလားခိုးငါစိတ်နဲ့50စက္ကန့်မမဝါဒဂွန်ဝါငါသူ့ဟာမဟုတ်သူ့ဟာပဲမှာဒီနေ့စားဟိုမှာဘုပတ်တာပင်းရှိရသူ့ချက်ကြောင့်ဘုပတ်တာပင်းယူမယ်ဒါတော့ဘလူးလေးရမသိပါဒါပေမဲ့ရိုက်လိုက်ပါHello, let's go.
let's go ကျွန်တော်ရေစက္ကန့်10စက္ကန့်ကျော်ပဲကျွန်တော် okay ဝင်ယူလိုက်ကျွန်တော်ဝင်ယူလိုက်ဘရိုပတ်တာပင်း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 ဘရိုပတ်တာ yo oh my god wow အိပ်ပြရလာပြီအိပ်ပြရလာ hey ရပြီငုံနေရမှာပဲကွာစိတ်တောင်မကောင်းစိတ်မကောင်းဘာပြောငါ့ကိုလာရိုက်နေငါပြန်ရိုက်မှာဟဲ့အောင်မင်းဘာပြောငါ့ကိုလာရိုက်ဟမ်ဘာဘေဘီရလည်းငါရိုက်ဝင်ရိုက်အော်သူဟာကြီးဖွင့်နေအောင်ငါမသိလာဘူးကြည့်ညမျောစရာကြီးကွာဒီဝဲလေးဝင်လာအဲ့ဆိုကျွန်တော် view မြင့်လို့ရပြီနော်အကြောင်းမင်းတွားလိုက်တော့ဒီကောင်ဟာဖားလေးလဲ oh my god အများကြီးပဲငါကဘာဖြစ်အော်ပြားတွေတုပ်ကုန်ပြီလောက်ကြပါအောင်ပြားတွေတုပ်နေရလောက်ကြပါပြေးကျွန်တော်ပြေးနေရအဲ့ကြောင့် view မြင့်လို့ရပါပြီဒါမျိုးတော့ပတ်စံအများကြီးလိုပါသေးအစိမ့်ညက်ခုကျွန်တော်ဘေးနားမှာတွေ့မှာမတ်တွေအများကြီးမတ် A few moments later. ပွင့်ပွာဒီလေကနာမတက်အားလေကနာမတက်ဒီဘုံဘာတီလို့ခိုတီလို့မလားအမြန်အော်ဒီဟိုအားလေးယူသွားပြီဘယ်လိုလဲမသိဘုံဘာတီလို့ခိုတီလို့ရောက်လာပြီကွာ oh my god wow ပြောတယ်ကျွန်တော်ဒါလေးရောင်းလိုက်ကျွန်တော်ဒါလေးလည်းရောင်းလိုက်ပြီ comment လေးရောင်းလိုက် view မြင့်မဲ့ဟာလေးကျွန်တော်ထားလိုက်ဒီနောက်က choppy လေးရောင်းလိုက်ဒီများရှိဟာယူလာရဲ့ဒီမတစ်ကြီးရောက်လာဒီစိတ်တော့မကောင်းပါဘူးကွာစိတ်တော့မကောင်းဘူးလားပြောနေအတန်ကြီးကဒါပြောဒီလဲကြံလည်းယူလိုက်မယ် legendary yes ဘယ်သူမှလာမလို့ကြတယ်နော်ငါအိမ်သားမှနီးရဲဆိုတော့ရအစေးဟိုချမ်းမှာဟိုဘယ်ဒီနဲ့ကပချီနာအများကြီးပဲဆိုင်ရှင်မတီးသေးဘူးက what တေးရင်ကဝင်ယူအော်မိရွာပြီဟာငါအော်မိရွာကိုရင်လည်းတေးခံလိုက်ပါတော့ဟိုသူဆိုင်မဟုတ်အော်သူဆိုင်မဟုတ်ဘူးသူယူမဟာငါယူသွားလို့ဖြစ်နေအော်အေးငါသူဆိုင်ထင်ယူသွားရောက်ပြီလေရောက်ပြီသူဆိုင်မဟုတ်ဘူးသူယူမဲ့ဟာငါယူသွားလို့ဒီဟာဘယ်နှစက္ကန့်ကြော်ကြနေโอเค14စက္ကန့်ကြော်နော်14စက္ကန့်ကြော်မချင်တော့ဘာလားလို့သူမလာသေးအာမိသွားပြီကွာပိတ်လိုက်ပြီတိတ်ခံလိုက်တော့ကျွန်တော်ကပြန်ရမှုကျွန်တော်ကဘယ်တော့လို့တဲ့20ကျော်ပဲကျန်တော့အဲ့တော့ကျွန်တော်ဟိုအားရှိရယူလိုက်ဘယ်ဒီနာကပူချီနာကျွန်တော်လာနေဘာတော့ကမောငါစက္ကန့်နည်းနည်းလေးပဲကျန်တော့ဝင်လာကြည့်သူများဟာပြန်ယူလို့မရတော့ငါဟာယူဖို့စောင့်နေကြတယ်မှာပြန်မေးတာဘာပြောလာယူနေကြအဲ့ဒါဒီငါပြောဒီဝေးရငါမြန်မာလူကြီးပဲခေါ်လိုက်တော့မနာမည်အတိမှမသိဘာနာနာတီတာတူဖင်ကမခေါ်တော့ဘူးကတော့ခေါ်မျိုးကြောတောင်းမှမှာစက္ကန့်တော်ဟာစက္ကန့်မှလေးပဲကျွန်တော်အတူဒီပိတ်လိုက်ပြီဘာဖြစ်လာကိုကျွန်တော်ပစ္စည်းပဲစောင့်ရှောက်လာအောင်ကျွန်တော်ဒီကမှလဲကျန်လာစောင့်လိုက်မယ်โอเคဟိုနောက်ကဟာလဲကျန်လာမဟုတ်ဘူးထင်တယ်နော်ဘာဖြစ်ငါလာခိုးနေသေးရလဲစက္ကန့်20ကျော်ပဲကျန်တော့အကြောင်းမို့လာယူနေကြတာငါစိတ်ညစ်လိုက်နော်မဝင်လာနဲ့တော့ငါကြည့်မရတော့ပစ္စည်းလာခိုးနေဟဲ့လားပစ္စည်းလာခိုးအော်ဘူးတူရဲ့ဘာလေနာကပူချီနာကိုလိုချင်တာဒီမှာတော့
pru patapin ဟိရဲ့ pru patapin နဲ့ရှူသွားလိုက်ပါအောင်ညာယူစမ်းရှိငါရှိလာလက်လာချောင်းနာငါလက်ကိုလာတက20ကျော်ပဲရှိတော့သူလာဝိုင်းညံရိုက်မှာငါရိုက်မှာငါတို့ရိုက်မှာငါဒီခောက်အမြန်ပိတ်ပြီးငါအမြန်တော့မှာညာပြီးတော့ရှင်သူတို့ဟွာလေ iron stat တွေပါငါတော့ဝယ်ဟုတ်လားနော်အေးငါတို့လည်းငါလည်းအားကြမခံ iron stat တော့ဝယ်မြန်တော့ဝယ်မလား iron stat မြန်တော့ shot ဘာလီနာကပချီနာခိုးသွားပြီโอเคခိုးဘောငါတကားကြီးပိတ်ထား slat ဝယ်မယ် speed လည်းဝယ်လာโอเคကျွန်တော်ဒီမတစ်ကောင်ကြမယူတော့သူ့ရဲ့ဒီဘာလီနာကပချီနာလိုချင်ဟာအော်ရိုက်ပါဗျာငါပြောင်းအမြန်ပြန်ပေးရမယ်အလက်သူကငါအလက်ကိုစောင့်နေချာရိုက်ခိုးလို့လည်းမရအောင်ငါရိုက်ချမှာငါရိုက်ငါတော့ရိုက်ရော့โอเคကျွန်တော်နောက်တစ်ဆာပါတစ်ခုရောက်လာပြီဘာဖြစ်လဲဆိုတော့ဟိုဆာပါမှာသူ့ရဲ့ဘာဗီနာကပူချီနိုဒါလို့ကျွန်တော်ထွက်လိုက်တာပဲဖြစ်ပါတယ်ဒီဟဲwhat 2 million စုလိုက်ပြောင်းကျွန်တော်ဖီဝမ်းလုံးဟိုလောပိတ်မဲ့ပြောင်းရင်ဒီများဟိုက်သွားယူတော့ဒီကောင်ဟာမိုက်တယ်တဆိုင်ဝါမဆောင်ဘာလို့သူ့ဟာအေးဟုတ်တယ်ဘာလီနာကပူချီနာအေးငါစီသွားလိုက်သူများဖြည့်ယူသွားလို့မဖြစ်ပါအေးယူလိုက်ပါငါ့ဒီမှာဘာလီနာကပူချီနာတကောင်ရှိရေးကြည့်ရတခုကျွန်တော် slack speaker ပြောင်းဒီ truck iron slack လေးဝယ်ထားတယ်ရပြားတုတ်တဲ့ဟာလေးလည်းဝယ်ထားတယ်ပစ္စည်းအကုန်လုံးကျွန်တော်မသေးဘူးပဲကြည့်တော့โอเค17စက္ကန့်ကျော်ပဲကျန်တော့โอเคဒါအရင်ဆက်လည်းရှိရဒီရိုးရိုး slack လည်းရှိရမလုံးလုံးလားလောလောက်ကြလေโอเคကျွန်တော်လုံးမလုံးပြန်ပေးရမယ်1 second 1 2 3ပိုက်ပြီโอเคကျွန်တော်ပြထွက်မယ် let's go ဟိုမှာရှိရဒီထဲမှာရောက်ရင်အမိုဒီနီမတွန်းတင်းအမိုဒီနီတို့မတင်းတို့လည်းရှိရဘုံမပင်းနဲ့ဂူစီနီက2ကောင်လောက်ရှိရကွာအမ3ကောင်ရှိရကွာပြီးတော့ဒီမြောက်ဝင်ကြီးလည်းရှိကွာဒီကောင်တော့ချမ်းသာပဲငါ့ကိုပြားနဲ့တုတ်သွားငါဘာမှမဟုတ်ဒီကောင်ဟာကြည်နေရလေတော့ဒီကောင်ငါမယူဘူးလို့ငါမင်းဟာပဲကြည်ရမယူဘူးလို့ငါပြားနဲ့တုတ်နေပြန်ကွာစက္ကန့်မလောက်လို့သေးတယ်73စက္ကန့်ကျော်ပဲကျန်တော့တော်တဲ့ငါအမဆက်မနေနဲ့တော့ဆက်နေလို့ရှိရင်ငါဟာအကုန်လုံးပြောင်းပြီโอเคကျွန်တော်ပိတ်ပြောင်းခြင်းတော့အပြည့်တစ်ခါထွက်မယ်1 2 3ကဲလောက်ပိတ်မယ်ကျွန်တော်မင်းတို့အကုန်လုံးငါပြားလိုက်တုံးမယ်ပြားတုံးမယ်โอเคပြားတုံးအေးငါဟာမယူနဲ့ချောင်းပါပြီ Oh my god wow ငါလဲချင်မနာကောင်လဲချင်တပီးဘယ်နှကောင်ဖြစ်သွားပြီလဲတကောင်2ကောင်3ကောင်ဖြစ်သွားပြီကွာ Okay ပါကျွန်တော်ပတ်စံလေးကပြောင်းရင်ကျွန်တော်ဖီးပါမယ်โอเคဘာချမ်းငါမချမ်းဟာပြားတော့သွားပြန်ကွာဒီကောင်ကျွန်တော်ဒီထဲမှာပဲနေရကောင်းတော့မှာဘာဖြစ်လဲဆိုတော့ဟာလေဟိုကောင်เนี่ยသားလာမြန်ဒီမင်းပြေရင်ကျွန်တော် revamp လုပ်ရဒီမှာတော့ဒီ okay အကောင်လေးဘယ်ကောင်လေးရှိလဲကျွန်တော်ရှိမှာဒီကောင်လေးပွင့်သွားပြီမတစ်တယ်မှာကျွန်တော်ဒီကောင်လေးမြင်ဘူးပါဘုံဘီနဲ့ကိုစီနီဘူးသွား okay လော့မြန်ပေးရမယ်ပွင့်နေအောင်မတီးဘူးကြည်ရမ်းဟဲ့အောင်ရေးဒီကောင်ဒီကောင်စောလေးလွတ်သွားတယ်ဒီကောင်စောလွန်သွားတယ်9စက္ကန့်ကျော်ပဲကျွန်တော်ဒီကောင်အထက်မှာဘာလုပ်နေရတော့ပြင်လမ်းမထုံတော့ငါစိတ်ညစ်ဒီတကားပေါက်ကဟဲ့မင်းတို့ဘယ်ကောင်နဲ့ထွက်လာမလဲဆိုကျွန်တော်ကြည့်ငါပတ်တပင်းတို့ထွက်လာကြတော့3 million ပြည့်အောင်1 2 3ထားကြည့်ရင်3 million ပြည့်ပြီကြောက်ပြည့်ရမယ်โอเคဒါလေးပါပြန်ရင်3 million let's go အဲ့ဆိုကြောက် V1 လို့ရတယ်ဘယ်မှာငါကျွန်တော်တကောင်တော့ရှူသွားလာဟဲ့ Yeah, boy. ကျွန်တော်ဘာလီနာကပူချီနာယူသွားလိုက် let's go ဘာလီနာကပူချီနာ
ballerina cappuccino ballerina cappuccino ballerina cappuccino တော့ယူလိုက်ကျွန်တော်မှာပါလားမလောက်ပါနဲ့let's go oh my god wow နိုင်ပါဟာballerina cappuccino ကျွန်တော်အကုန်ရပါပြီ let's go ကျောင်းရှင်မှာပါအကောင်နေရှိလဲဆိုတော့ကျွန်တော်မရီဗန်ငယ်နေအကုန်လုံးကြည့်သွားလိုက်မယ်ဒီမှာဘိုမာတီးတဲ့ခိုကိုတီးလာမတ်တစ်ဒီကောင်လေးရှိမယ်ပြီးရင် bro ပတ်တာပင်ဟာရီဘောင်းနဲ့ကျွန်တော်ဝယ်ထားဟုတ်တယ် ibet နော်ဟုတ်တယ်ဒီမှာ ibet လေးဒီမှာ global ဘာဆိုလဲမသိဘူးဒီဖဲကြီးနဲ့မိချောင်းကောင်လေးဒီမှာရှိရ legendary လေးရှိရခဏနေငါပြည့်ရောပြန်ဘိုမာ ballerina cappuccino legendary ကျွန်တော်စောနမှာယူလာခဲ့တာဒီမှာရှိရokay အဲ့ဒါတစ်ကောင်ရှိမှာနှစ်ကောင်ရှိရအချိန်မှာကျွန်တော်ကြောင်းရင်တော့ခြေရရှိမယ်ဘာကောင်လဲမသိကျွန်တော် legendary ဒီမှာတစ်ကောင်ရှိမယ်မင်းဒီ ibet banana ဝါ dolphin ဒါဟုတ်လားဘာလဲမသိကျွန်တော်မသိဘူးအဲ့လားလေးစုခုံရှိမယ်ပြောင်းကြောက်ရဲ့ဒါကြောင့် V1 အတွက်ဒီနှစ်ကောင်ရှိရအဲ့ဘာပတ်တာမြန်တစ်ကောင်မဲလိုအပ်မှာလားအေးဟုတ်တယ်အဲ့ကြောင့်တစ်ကောင်ရောင်းလိုက် okay အဲ့ဒါကြောင့်ရေ1 2 3 done ကျွန်တော် V1 လိုက်ပါပြီ yay ကျွန်တော် V1 လိုက်ပါခင်ဗျာဘာကောင်ဝင်ကောင်းမလဲဝယ်ရမလားယူရမလားမသိ legendary legendary မတ်တစ်ဒုက္ခပဲငါပတ်စံမရှိတဲ့အချိန်ကျမှဒီကောင်လေးကဆက်တိုက်လာဂျေဇူးငါပတ်စံမရှိတဲ့အချိန်ကျမှဟိုနှကောင်ကဘာဖြစ်လို့လာတာလဲလို့စိန်နဲ့ကြည့်ရကျွန်တော်ဟာပွင့်နေတာရှူလဲရှူကြရအောင်ငါဟာဘလူးမရှူမနေရှူလဲရဘာဖြစ်လို့လဲငါဟာဟိုဟာပဲရှိခိုးလေဘာလောက်ကြလဲခိုးလေအော်ပိုင်ရှင်ကခိုးလေးပြန်ပြောနေတာငါစိမ့်ရဲ့တော့ဒီ trippy လေးတကောင်လောက်လှုပ်လိုက် trippy လား okay ဒီဘက်ချမ်းမှာရပါဘောနေမသိဘာလဲပေါ်ပြောရ50စက္ကန့်ကျွန်တော်ရှိမှ40စက္ကန့်ကျော်ဘာ15စက္ကန့်ကျော်ပဲကျန်တော့ပိုင်ရှင်မလာပါစေနဲ့လာပြီဟာငါစိမ့်ညက်ငါဟာပွင့်နေယူကြလေဟာပွင့်နေငါသူများပစ္စည်းယူရမှာကောင်းကျွန်တော် ballerina cappuccino ယူရလိုက် let's go ballerina cappuccino တော့ယူလိုက်ကျွန်တော်မှာပါလားမလောက်ပါနဲ့ let's go what သူများပစ္စည်းယူရမှာကောင်းဒီ trippy ဆိုတဲ့တကောင်လေးယူရလိုက်တော့ ibet လေးတကောင်ရအောင်မစိုးပါဘူးဗျာဒါပေမဲ့ပိုင်ရှင်ကတော့အခုထိမသိသေးပါဘူးပိုင်ရှင်ကဘေးချောင်းထိုးနေတယ်မသိပါဒီလိုကျွန်တော်ဒီကောင်လေးလိုချင်တော့အကောင်ကြီးလိုချင်တော့လေကွာချက်ပတ်စံအခုလောစမှာဒီလောက်ပဲရှိတယ်ဒီမှာလူနေကြโอเคကျွန်တော်လူနေလူကောင်လုံးဒုက္ခလိုက်ပေးမှာဒုက္ခလိုက်ပေးမှာကျွန်တော်မရလေကျွန်တော်ဘယ်သူမှမရဒုက္ခလိုက်ပေးမှာအကျင့်အောင်မကဒုက္ခလိုက်ပေးကျွန်တော်မရအကောင်လုံးဒုက္ခလိုက်ပေးဒုက္ခလိုက်ပေးပါမတိကြီးဘာဖြစ်လို့ငိုကြလာနော်ဟာပတ်စံမရှိတဲ့အချိန်ကျမှမတ်တစ်ကပေါ်လာစိတ်ညစ်ကြလုံးမဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲကြောက်ဗီဒီယိုလေးချန်နေတဲ့တဲ့ဆိုရင်ပြင်လိုက်လေးပြီးတော့ပြကြတဲ့ထန်ဆက်ခတ်လုပ်ဝင်မိကြပါနဲ့ဆက်ခတ်ပတ်နေပြီးခါလုံးနေကြပါလို့မိကြပါနဲ့ကြလုံးမ bye bye